ရာဇဝင်မှာစာတင်ရှင်မင်းကြီးတပါဆံပြူကိုစီးပြီးတော့မြို့ထဲသို့လဲအလားတနေရာမှာသူမြင်မရှိပရိဟောကမြို့စီကညာရမီပါပါချစ်ပန်းများကျဲရာမြင်သူတကားဘဝင်စုအုံမအလှပကေးကြောင့်ဒီဘရင်မှာယူရမတတ်ချစ်တော်ကဆွဲကမနေနိုင်အောင်ဝေဒနာတွေးမိတဲ့နေ့ကဆိုရင်ပွင့်အောင်တကယ်ကိုပူထူးစေအသက်မကွဲတော့မယ်လို့နှလုံးသားနဲ့ချစ်စပွဲအလံမလှဲချင်ပါဘူးအိမ်လုံးမပြောစားတော့ဘွယ်စားလို့မဝင်ပါပဲတေလောက်တဲ့တရားယူစီစွာတင်မသည်ရှင်သေးဝိမင်းတရားယူစီစွာတင်မသည်ရှင်သေးဝိမင်းတရားအုံမပြရမီလာရဲ့ကိုရုံးနာယုံလွာမဲဥဆိုလို့ဆိုကိုမလို့လို့ဆိုပြေသူတကနဲ့ချစ်ကြမှာတကယ်ဖြစ်ကတဲ့တာအုံမရနီပါနေ့ကဆိုရင်ပွင့်အောင်တကယ်ကိုပူထူးစေအသက်မကွဲတော့မယ်လို့နှလုံးသားနဲ့ချစ်စပွဲအလံမလဲချင်ပါဘူးအိမ်လုံးမပြောစားတော့ဘွယ်စားလို့မဝင်ပါပဲပေလောက်တဲ့တရားယူသည်စွာတင်မသည်ရှင်